တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်ပထမပုံမှန်စည်းဝေးလို့တက်ရောက်လာကြတဲ့ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့လွှတ်တော်ကိုယ်စားလှယ်များပြည်နယ်အစိုးရအဖွဲ့ဝင်များအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာပါစေကြောင်းနဲ့နိုင်ငံအကျိုးပြည်သူအကျိုးကိုစတဲ့တကူတိုးပြီးဆောင်ရွက်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းနှုတ်ခွန်းဆက်တာလိုက်2026ခုနှစ်မတ်လ20ရက်နေ့မှာစတင်ခဲ့တဲ့တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးဟာမကြာမီပြီးဆုံးတော့မှာဖြစ်ပါတယ်။ပြည်နယ်လွှတ်တော်အစည်းအဝေးကနေပြည်နယ်အဆင့်အုပ်ချုပ်ရေးဥပဒေပြုရေးနဲ့တရားစီရင်မှနိုင်ကဏ္ဍအသီးသီးမှာတာဝန်ယူကြမဲ့အဖွဲ့အစည်းများပုဂ္ဂိုလ်များကိုရွေးချယ်တင်ပြပေးခဲ့ပြီးဖြစ်ပါတယ်။နိုင်ငံတော်သမ္မတမှကျွန်တော်ကိုပြည်နယ်ဝန်ကြီးချုပ်ဖြစ်အဆိုပြုပေးပို့လာမှုပေါ်ရှမ်းပြည်နယ်လွှတ်တော်မှဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီထောက်ခံအတည်ပြုပေးတဲ့အတွက်လည်းအထူးပင်ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနဲ့ကျွန်တော်ဘဝရဲ့မှတ်တမ်းတစ်ခုဖြစ်ဆွဲမြဲစွာမှတ်သားထားရှိပြီဖြစ်ပါကြောင်းလေးစားစွာတင်ပြနေပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်7ပုံမှန်ခွဲကကြီးရာနိုင်ငံတော်ရဲ့အဓိကခက်မှတ်3ဖြာလို့ဆိုနိုင်တဲ့အုပ်ချုပ်ရေးဥပဒေပြုရေးနဲ့တရားစီရင်ရေးအဖွဲ့အစည်းကိုပြည်သူများကယုံကြည်စွာရွေးကောက်တင်မြှောက်ထားပြီးဖြစ်တဲ့အတွက်အပြန်အလှန်ထိန်းကျောင်းခြင်းတတ်နိုင်သမျှပိုင်းခြားသုံးစွဲခြင်းအစရှိတဲ့နိုင်ငံကျိုးစီးပွားကိုထမ်းရွက်တည်ဖို့တဲ့ကိစ္စရပ်တွေမှာဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များနဲ့ညီစီစီလုံးလုံးမှန်မှန်ကန်ကန်တိတိကျကျဆောင်ရွက်ကြရန်ဖြစ်ပါတယ်။ရှမ်းပြည်နယ်အတွင်းမိတင်းနေထိုင်ကြတဲ့ပြည်ထောင်စုဘွားတိုင်းရင်းသားလူမျိုးများရဲ့အကျိုးစီးပွားကိုလည်းအစဉ်ဖွံ့ဖြိုးတိုးတက်စေရေးကျွန်တော်တို့အားလုံးမလွဲမသွေပေါင်းစပ်ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးမှာပေါ်ထွက်လာတဲ့ကျွန်တော်တို့ရှမ်းပြည်နယ်အစိုးရအဖွဲ့ဟာကောင်းမွန်သောအုပ်ချုပ်ရေးစနစ် good governance တက်ရှင်သောအစိုးရ green government တရားဖြစ်စေရေးပြည်내စိုက်ပျိုးရေးဝင်းမြူရေးကိုအခြေခံသောစီးပွားရေးကဏ္ဍများဖက်ဆုံမှုတိုးတက်ရေးပညာရေးကျန်းမာရေးကဏ္ဍများတွင်အဆင့်မီမြင့်မားရေးမြို့ပေါ်နှင့်ကြီးလက်ဒေသဟန်ချက်နီဖွံ့ဖြိုးတိုးတက်ရေးတို့အလေးထားဆောင်ရွက်သွားမှာဖြစ်ပြီးရင်းလုပ်ငန်းများပေါ်တွင်ကိုယ်နေမြင်တာမှုရှိခြင်းတာဝန်ယူမှုတာဝန်ခံမှုရှိခြင်းဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆဲဥပဒေများနှင့်ကန့်ညီခြင်းပြည်သူလူထု၏သဘောထားပါဝင်ခြင်းစသည့်အတွန်းတန်းအနှစ်သာရပြည့်ဝသောရည်မှန်းချက်တာဝန်ကိုအလေးထားအကောင့်ထဲပေါ်ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။တက်ရောက်လာကြတဲ့ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့လွှတ်တော်ကိုယ်စားလှယ်များပြည်နယ်အစိုးရအဖွဲ့ဝင်များခင်ဗျာကျွန်တော်တို့နိုင်ငံမှာခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတော်ကိုထူထောင်နိုင်ဖို့အတွက်အခြေခံအုတ်မြစ်ဖြစ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတရားရှိနေပြီဖြစ်တဲ့အပြင်အခြေခံဥပဒေကနေထွက်ပေါ်လာတဲ့ဥပဒေပြုရေးအုပ်ချုပ်ရေးနဲ့တရားစီရင်မှနိုင်များဟာအပြည့်အဝတက်ဝင်လှုပ်ရှားပြီးဖြစ်ပါတယ်။ပြည်သူများမှလည်းကိုယ်တိုင်ရွေးချယ်ပိုင်ခွင့်ရွေးချယ်တင်မြှောက်ခွင့်ရရှိကကျွန်တော်တို့ကိုယုံကြည်စွာတာဝန်ပေးအပ်ပြီးဖြစ်တဲ့အတွက်ပြည်သူများရဲ့လွတ်လပ်ခွင့်နဲ့အခွင့်အရေးများကိုကျင့်သုံးရာမှာဥပဒေနှင့်အညီရင်းကျေးမှုတလိထုံးစပ်များကျင့်ဝတ်များနဲ့အညီနိုင်ငံသားများ၏မူလအခွင့်အရေးများကိုနိမတ်လမ်းမှဖြင့်ပြည်ထောင်စုရဲ့အကျိုးစီးပွားလူမှုဖွဲ့စည်းများရဲ့အကျိုးစီးပွားကိုမထိခိုက်စေဘဲကူညီထိန်းချောင်းပေးသွားကြရမှာဖြစ်ပါတယ်။ဘက်ဆောင်ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်တဲ့ပြည်နယ်တစ်ခုဖြစ်အားလုံးဝိုင်းဝန်းကြိုးပမ်းတည်ဆောက်ရမှာလဲဒီငြိမ်အေးချမ်းမှုရှိမှသာဖွံ့ဖြိုးတိုးတက်မှုရှိဟုန်ရရှိမည်ဆိုသည့်အချက်ကိုလေးထားဖို့လိုအပ်ပါတယ်။နယ်မြေတည်ငြိမ်အေးချမ်းမှုရှိပါကဒေတာတွင်စီးပွားရေးကျဆင်းသွားတတ်သည်ကိုကျွန်တော်တို့အားလုံးတတိပြုကြရမှာဖြစ်ပါတယ်။ဒါကြောင့်ပြည်နယ်အတွင်းမှာရှိတဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့များအားလုံးကိုလည်း NCA လမ်းကြောင်းအတိုင်းတွေ့ဆုံဆွေးနွေးပြီးငြိမ်းချမ်းရေးတကားမှတစ်ဆင့်ဒေတာတည်ငြိမ်ရေးအတွက်ဝိုင်းဝန်းဆောင်ရွက်ကြရန်တိုက်တွန်းလိုပါတယ်။ဒါအပြင်တရားဥပဒေစိုးမိုးရေးဟာလည်းမ
ဖြစ်မနေလိုအပ်တယ်လို့၎င်းကဏ္ဍမှာပိုင်းလိုက်ပါဝင်တဲ့တရားဥပဒေစိုးမိုးရေးအဖွဲ့များတရားရေးမှန်တိုင်များဟာတရားဥပဒေစိုးမိုးရေးကိုထိရောက်စွာအကောင့်ထဲပေါ်ရမှာကြိုးစားရင်မခွဲကြပဲပြုမှုလှုပ်ဆောင်ခြင်းကိုယ်တိုင်အားဖြင့်လည်းတရားဥပဒေကိုစံနမူနာပြစောင့်ထိန်လိုက်တာခြင်းတို့ကိုဆောင်ရွက်ရန်လိုအပ်ပါတယ်တရားရေးမှန်တိုင်လည်းဖြောင့်မတ်မှန်ကန်မယ်ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများကလည်းဥပဒေနဲ့အညီပြုမှုကြင်ကြံလုပ်ကိုင်ကြမယ်ဆိုရင်ဒီချမ်းလုံခြုံတဲ့လူကောင်အတိုင်းဝိုင်းကိုတည်ဆောက်နိုင်မှာဖြစ်တဲ့အတွက်တရားဥပဒေစိုးမိုးရေးကဏ္ဍမှာဒီမြန်တွက်လက်ရေးထိရောက်ရေးအတွက်အားလုံးဝိုင်းဝန်းကြိုးပမ်းပေးကြဖို့ကိုလည်းအလေးနဲ့ထားတင်ပြလိုပါတယ်ကျွန်တော်တို့ရှမ်းပြည်ဟာပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်၏ဧရိယာအကျယ်ပြန့်ဆုံးတိုင်းရင်းသားမျိုးနွယ်အများဆုံးမိတင်းနေထိုင်တဲ့ရှိတဲ့ပြည်နယ်ကြီးတစ်ခုဖြစ်တည်အားလျော်စွာတိုင်းရင်းသားလူမျိုးတစ်မျိုးချင်းစီအခွင့်အရေးများနဲ့ရပိုင်ခွင့်များလူနေမှုစင်တန်းမြင့်မားရေးအစရှိတဲ့ကိစ္စရပ်များကိုကျွန်တော်တို့ရှမ်းပြည်အစိုးရအဖွဲ့အနေဖြင့်ရှမ်းပြည်လွှတ်တော်၏ထိန်းကျောင်းမှုများနဲ့အတူအကောင်းဆုံးအကောင့်ထဲပေါ်ဆောင်ရွက်သွားကြဖြစ်ပါတယ်ဒီဒါနဲ့ကိုက်ညီပြီးလိုက်လျောညီထွေမှုရှိတဲ့စီမံခန့်ခွဲမှုများကိုလည်းစီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။တိုင်းသားပြည်သူတရားလုံး၏လိုအပ်ချက်တွေကိုအစွမ်းကုန်ဖြည့်ဆည်းပေးနိုင်ရတဲ့ကျွန်တော်တို့အစိုးရအဖွဲ့တစ်အနေဖြင့်အစီအမံများရေးဆွဲပြီးကြိုးစားဆောင်ရွက်သွားမှာဖြစ်ကြောင်းတင်ပြလိုပါတယ်။ဒီကုန်းချုပ်အနေဖြင့်တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးကနေထွက်ပေါ်လာတဲ့ဥပဒေပြုရေးအုပ်ချုပ်ရေးနဲ့တရားစီရင်အဖွဲ့အစည်းများအားလုံးဟာစီစီလုံးလုံးညီညီညွတ်ညွတ်ဖြင့်တာဝန်ယူရမယ်9နှစ်တာစီမံကိန်းပါရည်မှန်းချက်များကိုအောင်မြင်အောင်အကောင့်ထဲပေါ်ဆောင်ရွက်နိုင်ဖို့အတွက်အရှိန်ဟုန်မြင့်မားစွာဖြင့်နိုင်ငံတော်၏မူဝါဒအခြေခံကောင်းများနှင့်အညီဆက်လက်ကြိုးပမ်းဆောင်ရွက်ကြပါစို့လို့တိုက်တွန်းရင်းညီကိုကြပါပါတယ်။တောက်လာသူများအားလုံးကျမ်းမာချမ်းသာစွာဖြင့်ဒီတောင်းများကိုကြာရကဏ္ဍမှာစီဝစွာထမ်းဆောင်နိုင်ပါစေကြောင်းဆုတောင်းမေတ္တာပို့တတ်အပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ